္ဂလာပါရှင်ကြည့်ရှုနေကြသူအပေါင်းနဲ့ကျမတို့ရဲ့အလှူရှင်ပေါင်းအားလုံးဒီလူများအားလုံးစိတ်ချမ်းသာကိုကျန်းမာပါစေလို့ကျမကဆုတောင်းပါတယ်နှုတ်ခွန်းနဲ့ဆက်တာပါတယ်ကျမကတော့ဓာတ်ကိညာစေယုံမှာတာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာမီဖြစ်ပါတယ်ကျမတို့စေယုံလေးရဲ့အကြောင်းလေးကိုအနည်းငယ်တင်ပြလိုပါတယ်ကျမတို့စေယုံကတည်ထောင်ခဲ့တာ2နှစ်ရှိပါပြီ2နှစ်ရှိတဲ့အပြင်ကိုစေယုံရဲ့ဒီကုသမှုအပိုင်းအောင်မြင်မှုအပိုင်းများအနေနဲ့ပြောရမယ်ဆိုရင်တော့စေယုံတယုံရဲ့ပြင်ပလူနာကြည့်တဲ့နှုန်းဟာနှစ်နှစ်အတွင်းမှာလူနာ1000ခွဲရှိခဲ့ပါတယ်ကျမတို့လူနာအတွင်းလူနာပေါင်း1000နီးပါးကုသမှုခံယူပြီးဖြစ်ပါတယ်စေယုံရဲ့ဒီအောင်မြင်မှုအနေနဲ့ဆိုရင်ကလေးကုသမှုခံယူထားတဲ့9နှစ်အောက်ကလေးသေဆုံးနှုန်းဟာ 0.3% ရှိပါတယ်မိခင်သေဆုံးနှုန်းကတော့ 0% ပါဆိုလိုတာကကျမတို့စေယုံမှာမိခင်သေဆုံးတဲ့သေဆုံးခဲ့ဘူးတယ်လို့မရှိသေးပါဘူးဒီလိုမျိုးစေယုံ hospital data အနေနဲ့အောင်မြင်မှုရရှိနေအောင်ကျမတို့ဟာဘယ်လိုစ조사ခဲ့တယ်ဆိုတာကိုအနည်းငယ်တင်ပြလိုပါတယ်ကျမတို့စေယုံကအင်မတန်ဝေးလံခေါင်တီးရဲ့နေရာမှာရှိပါတယ်ဒါပေမဲ့စစ်ဆောင်အင်မတန်များပြားပြီးမိခင်နဲ့ကလေးများအင်မတန်များတဲ့နေရာဖြစ်ပါတယ်အဲ့တော့ကျမတို့စေယုံမှာကလေးထူးထူးဆရာဝန်နဲ့တာဖာမီရဲ့ထူးထူးဆရာဝန်ရှိပါတယ်အဲ့ဒီအတွက်ကျမတို့စေယုံကြီးမိခင်နဲ့ကလေးစေယုံအဖြစ်အဓိကရက်တည်လျက်ရှိပါတယ်မိခင်တယောက်မျိုးသမီးကိုဝင်နှစ်စဉ်ကိုဝင်ဆောင်ကုသမှုပေးနေရတော့မျိုးသမီးပေါင်းက980 600နီးပါးရှိပါတယ်အဲ့တော့အဲ့ဒီအမျိုးသမီးတယောက်ကျမတို့စီကိုဝင်လာအပ်ပြီဆိုကနေကဒီပေးရတဲ့လိုအပ်ချက်အရာအာဟာရလိုအပ်ချက်အရာပေးရတဲ့ကိုဝင်ဆောင်အားစီးကအစတစ်နှစ်နီးပါးပေးရပါတယ်တယောက်ကိုတစ်လစာအနည်းဆုံးပေးလိုက်ရပြီးသူတို့ကိုဝင်ဆောင်တဲ့6လအပြင်ကိုမှငွေပြီးတဲ့2လအထိလိုအပ်ချက်အရာနိုးတိုက်နေတဲ့မိခင်မျိုးလိုအပ်ချက်အရာဆက်ပြီးပေးဒီမှာပေးရတာဖြစ်တဲ့အတွက်ကြောင့်ကိုဝင်ဆောင်အားစီးအနည်းဆုံးတစ်နှစ်စာကုန်ကြပါတယ်အဲ့လိုပဲဒီဒါအားစီးတစ်မျိုးပဲရှိသေးတာပေါ့နော်အဲ့တော့ဒီမိခင်သေဆုံးနှုန်းရှော့ချနိုင်အောင်အတွက်ကဒီမိခင်သေဆုံးနှုန်းမိခင်တွေမှာဖြစ်တတ်တဲ့ဝေဒနာတွေအားလုံးအတွက်ကာမိအောင်ကျမတို့ကဆေးတွေကိုတိုးလောင်ပြီးတော့ကုသမှုပေးရပါတယ်အဲ့တော့လစဉ်ကုသမှုခံယူတော့မျိုးသမီးကိုဝင်ဆောင်မျိုးသမီးပေါင်း60နဲ့100ကြားမှာရှိပါတယ်ဒါလစဉ်ကိုပြောတာပါနောက်တစ်ခုကကလေးလူနာပါ9နှစ်အောက်ကလေးမွေးကင်းစကလေးအားလုံးကိုလည်းကလေးထူးထူးတဲ့ရှိတဲ့အတွက်ကြောင့်မလို့ကုသမှုပေးနေပါတယ်ဒီကလေးဆေးပညာမှာကလေးဆေးနဲ့ပတ်သက်တာကလေးဆေးပစ္စည်းဟာအင်မတန်ဈေးကြီးပါတယ်ဈေးစကားကျပါတယ်အဲ့တော့ဒီဆေးရုံမှာကျမတို့ကကလေးကိုထိရောက်ကလေးကုသမှုပေးနိုင်မှုအတွက်ကိုကျမတို့ကခေတ်မီဆက်ပစ္စည်းတွေရောဆေးဝါးတွေရောဖြည့်တင်းထားရပါတယ်ကလေးဆေးထဲမှာအင်မတန်ဈေးကြီးပါတယ်အဲ့ဒီအပြင်ပေါ်မှာဒီကလေးနဲ့ပတ်သက်တဲ့ဝေကင်းစကလေးသွေးကြောရှာတဲ့ဆက်ကအစပြည့်စုံအောင်ကျမတို့ကဖြည့်တင်းထားပြီးစူးစမ်းပြီးတော့ကုသမှုပေးနေခဲ့တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့လစဉ်ကုန်ကြစရိတ်ဟာအင်မတန်များပါတယ်ဒီဒါပေမဲ့ကုသမှုပေးနေတဲ့အုပ်စုဒီ very vulnerable group ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိခင်နဲ့ကလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကရှေ့ဆက်ပြီးတော့ဆောင်ရွက်စရာတွေအများကြီးရှိတဲ့အတွက်ကျမတို့ကဒီဆေးဝါးအသုံးစရိတ်ကလေးအတွက်ကျမတို့ campaign လေးတစ်ခုစူးစမ်းပြီးတော့တည်ဆောက်နေပါတယ်ဆေးပရိသတ်တွေလို့လည်းပြောလို့ရပါတယ်တပင်ကို3သိန်းနဲ့ပါဝင်လှူဒန်းလို့ရပါတယ်ရှင်အဲဒီတော့ဒီတစ်သက်စာလုံးစိတ်ချမ်းသာစေရင်ပရိသတ်ပင်စိုက်ကြပါစို့လို့ကူညီတောင်းရင်းကျမကဒီကနေမေတ္တာရက်ခံပါတယ်ရှင်